အားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ဒီနေ့ဇလန်လေးမှာတော့လူသက်ဝေလာငါဒါမှမဟုတ်အော်ဂါရီယာဆိုလို့ရှင်တော့အုပ်စုနဲ့နေတဲ့ပြီးတော့မှညင်ရင်ကောင်းတဲ့တရားတွေဖြစ်ပါတယ်ဒါပေမဲ့လည်းသူတို့တွေဟာပင်လယ်ပြင်ရဲ့ထိတဲ့မိုးဆိုးတွေလည်းဖြစ်ကြပြီးတော့ဟိုဖိုအော်ဂါပြတောင်ခင်မှာဆိုလို့ရှင်တော့စီတိုဟာနှစ်ပေါင်း20ကျော်အဓိကပြကွက်ကျေဝင်းတစ်ခုဖြစ်ခဲ့ပါတယ်ဒီမှာတော့ဝန်ထမ်းတွေဟာသူတို့ရဲ့အလုပ်ချင်းပြီးစီးတာကြောင့်ပဲစီတိုရဲ့အကြောင်းစကားတွေပြောနေကြပါတယ်စီတိုဟာသူ့ရဲ့ကလေးလေးဆုံးရှုံးသွားကြတဲ့ကအရင်လိုမဟုတ်တော့တဲ့အကြောင်းတွေပါကုမ္ပဏီဘက်ကတော့ကလေးကအစိုးရယောဂနဲ့တည်တာလို့သတင်းထုတ်ပြန်ထားပြီးမြဲလဲဝန်ထမ်းတွေကတော့ကုမ္ပဏီကကလေးကိုခိုးထုတ်သွားတာလို့တန်တရားတွေရှိနေကြပါတယ်စီတိုကလည်းဒါကိုသိနေခဲ့တဲ့ပုံစံပါပဲရုံမပိတ်ခင်မှာအမျိုးသမီးဝန်ထမ်းတယောက်ကစီတိုကိုသွားပြီးတော့စစ်ဆေးပြီးမြဲစီတိုကတော့ခေါ်လို့မလာပါဘူးအဲနဲ့သူဟာပို့ပြီးတော့မြင်ရအောင်ဆိုပြီးတော့ရေကန်နဲ့ဆင်းကြီးတဲ့အခါမှာနောက်နောက်မှတခုခုလှုပ်ရှားသွားတာကြောင့်ထိတ်လန့်သွားခဲ့ရပါတယ်စီတိုဟာသူ့ကိုပတ်ချလေးကုတ်ခတ်နေပြီးတော့ယူရီရဲ့တိုက်ခိုက်လာခဲ့ပါတယ်တစ်ဖက်မှာတော့မဒီဟာစားတော့ဆင်မှာအလုပ်လုပ်နေတော့အတန်တကူကြောင့်လန့်သွားခဲ့ရပါတယ်အဲ့ဒါကတော့ဘွေရကစားသူ့ရဲ့ရေးသားချက်ပဲဖြစ်ပါတယ်မဒီကသူ့ရဲ့တငယ်ချင်း Trish တယောက်သူပွင့်နေသူပင်မတက်ပင်နဲ့အလုပ်လုပ်နေတာကြောင့်စိတ်ဆိုးနေလားလို့မေးပြီးမြဲလေချက်ကတော့အားလုံးကိုအစင်ပြောင်ပြောပေးထားတယ်လို့ဆိုပါတယ်မဒီပွင့်နေသူပင်ကနောက်ဘက်မှာဆိုတော့ချက်ကသူ့အတွက်လက်ဆောင်လေးတစ်ခုယူလာပေးတာပါဒါကတော့ချက်လိုတူရီယာပုံစံဆွဲကြိုးလေးပဲဖြစ်ပြီးတော့မှမဒီကအဲ့ဒီတူရီယာကိုတီးခတ်တာပဲဖြစ်ပါတယ်ချက်ကဆွဲကြိုးလေးဆွဲပြီးတော့မှသူတို့နဲ့နမ်းမှုပြင်နေတဲ့အချိန်မှာပဲဓမြတယောက်ကတနက်ကိုင်းပြီးတော့ဆိုင်လေးကိုဝင်လာခဲ့ပါတယ်ဒီမြတ်ကသူတို့ဖုန်းတွေကိုချခိုင်းပြီးတော့ချက်ကိုတွန်းထုတ်ပြီးမရီကိုပတ်စံတက်တာဖွင့်ခိုင်းတာဖြစ်ပါတယ်။ပတ်စံတွေချပြီးတဲ့ခါမှာတော့ဒီမြတ်ကဆွဲကြိုးကိုပါထပ်တောင်းပြီးမရီကဆွဲကြိုးကိုချုပ်ဖို့အတွက်ခက်ခဲနေတော့မှချက်ကတော့အခွင့်အရေးယူပြီးတော့ဒီမြတ်ကိုလုံးထိတက်ပုတ်ပါတော့တယ်။ကံမကောင်းဆောင်နေပဲဒီမြတ်ဟာချက်ကိုအသာစီးချခဲ့ပြီးတော့မှတနက်တင်နဲ့ထုရိပ်ပါတယ်။မရီကဝင်လုံးရင်းနဲ့တနက်ပြောင်းကိုဆွဲထားတော့မှပဲတနက်ကမရီရဲ့ခေါင်းသားနဲ့အမှတ်ပတင်ပေါက်ကွဲသွားခဲ့ပြီးတော့သူ့ရဲ့နားထဲမှာဒစီစီနဲ့အတန်ကြီးမြည်သွားခဲ့ပါတယ်။ချက်ကတနက်ကိုပြန်ပြီးတော့လူနိုင်ခဲ့ပြီးတော့ဒီမြတ်ကိုပြေးချလိုက်ပါတယ်။ဓမြကပတ်စံနေယူပြီးတော့ကားနဲ့ထွက်ပြေးပါတယ်။ချက်ကအပြင်ကိုအပြေးထွက်ခဲ့ပြီးတော့မြေကြီးပေါ်ကဆွဲကြိုးလေးကိုကောက်ပေးခဲ့ပြီးမြဲအဲ့ဒီချိန်မှာပဲဓမြဟာကားနဲ့ပြန်ဝင်တက်လိုက်တာကြောင့်ပဲချက်ကပွဲချင်းပြီးတေဆုံးခဲ့တာပါ။ဒီနေ့ကြားတဲ့ခါမှာတော့မရီဟာစပွဲတို့မှလည်းအဖြစ်နဲ့ရှိနေတုံးဖြစ်ပြီးသူ့ရဲ့နားတွေအမြဲတမ်းပျက်စီးသွားတာကြောင့်နားကြားကရိယာတက်ဆင်ထားရပါတယ်။တငယ်ချင်းဖြစ်တဲ့သူ Trish ကရောက်လာခဲ့ပြီးတော့ဖုန်းမကန်ရခေါင်းလားဆိုပြီးစုပူကသူတို့နှစ်ယောက်ဖြစ်ရဲ့ဆိုကြီးဖြစ်ပြီးကြတဲ့ကမတွေ့ပြကြတာကိုပြောနေကြပါတယ်။သူတို့เนี่ยအမြဲတမ်းပြောလို့ရှိတဲ့ခရီးတစ်ခုကို Trick ကအကုံကြခံစီစဉ်ပေးခဲ့တာဖြစ်ပြီးမနီကအဲ့ဒီခရီးတဲ့အဝယ်စားပြင်ဆင်ရင်းနဲ့ချက်ရဲ့ပုံတွေကိုတွေ့ရတော့ဝမ်းနေခဲ့ရပါတယ်။ Trick ကတော့အားပေးဖို့ကြိုးစားရင်းနဲ့မရီရဲ့ချက်လိုဒူရီယာလေးကိုဖုံးတယ်ပြီးတော့ပျက်စီးနေတာသတိထားမိသွားပါတယ်။မရီကမတီးပြတာကြာပြီးလို့ဝန်ခံခဲ့ပေမဲ့အသေးစိတ်တော့မပြောပါဘူး။နိုင်နေငယ်ကြားတဲ့ခါမှာတော့သူတို့နှစ်ယောက်ထိုင်းနိုင်ငံကိုရောက်သွားကြပါတယ်။သူတို့ရေကူးကန်ထဲမှာအနားယူကြပြီးတော့ Trick နဲ့ဖုန်းအတင်းနဲ့တပ်ပုံတွေရိုက်ကြပြီးကန်းကြီးကိုရောက်တဲ့အခါမှာတော့ Trick ကတရင်ချက်လက်ကောင်တာကဂျောဆိုတဲ့ကောင်လေးကိုသွားပြီးတော့ငေါတော်တော်လုပ်ပါတယ်။မဒီကဟိုဖော်အော်ခါအကြောင်းတွေကိုလက်ကမ်းစောင်းတွေကိုတွေ့တဲ့အခါမှာတော့ဂျောကအဲ့ဒီနေရာကိုသူရမ်းမုန်းနေကြောင်းတရိတ်ဆန်တွေဟာလွတ်လပ်တဲ့အကြောင်းပြောပြပါတယ်။သူကစီတူရဲ့မျက်နှာမှာအမာရွရသွားတာဟာသူ့ရဲ့ကလေးကိုခိုးထုတ်သွားလို့ဖြစ်ရတာလို့ထင်နေတာဖြစ်ပါတယ်။အဲဒီညမှာတော့ဂျောကသူတို့ကိုပါတီတစ်ခုကိုခေါ်သွားခဲ့တာပါ။ပါတီမှာပျော်ပါပြီးတဲ့နောက်မှာတော့ဂျောကဝေလာငါးပြောင်းဝင်ချန်စီကိုပေါက်နေတဲ့နေရာကိုပြပြီးတော့သူတို့ကိုအထက်ကိုခိုးဝင်ဖို့တဲ့ခေါ်ပါတယ်။သူတို့ရဲ့ထဲကိုခိုးဝင်သွားခဲ့ပြီးတော့မဒီကရေကန်နားကိုတယောက်တည်းသွားတဲ့အချိန်မှာသူ့ရဲ့နားကြားကိရိယာတွေကထူးဆန်းတဲ့အတန်တွေကြားရပြီးတော့စီတိုကသူ့ရဲ့ရှေ့မှာပေါ်လာခဲ့တာဖြစ်ပါတယ်။မဒီကစီတိုကိုလူသားတွေရဲ့ကိုစားတောင်းပန်နေတော့မှပဲရေထဲကိုတန်ရှင်းသမားပြုတ်ကျသွားတာကြောင့်စီတိုဟာကူးထက်သွားခဲ့ပါတယ်။မဒီကသွားပြီးတော့ကြည့်တဲ့အခါမှာတော့တန်ရှင်းသမားရဲ့အလောင်းကိုတွေ့ရပြီးအော်ဟစ်ပြီးတော့ထွက်ပြေးသွားပါတော့တယ်။လုံခြုံရေးဝန်ထမ်းကလည်းသူတို့ကိုလိုက်ဖမ်းပြီးသူတို့၃ယောက်စလုံးထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။လုံခြုံရေးကသူ့ရဲ့အထက်လူကြီးကိုအကြောင်းကြားတဲ့အခါမှာအထက်လူကြီးကစီတိုကိုတပ်ပစ်ဖို့တဲ့အမိန့်ပေးပါတော့တယ်။နောက်နေ့မနက်မှာတော့သူတို့ဟာဂျက်စကီစီပြီးတော့မှပင်လယ်ထဲကိုထွက်လာရာကနေလူသူမရှိတဲ့ကျွန်းတစ်ခုကိုရောက်လာခဲ့တာဖြစ်ပါတယ်။ကျွန်းပေါ်မှာအနားယူနေကြတဲ့အချိန်မှာပဲဂျက်စကီကိုစီတိုကဝင်တိုက်တာကြောင့်ပဲဂျော့ချ်ကရေထဲကိုကျပြီးတော့မှအသက်ခံလိုက်ရပါတယ်။မရီနဲ့ထရစ်တို့ကတော့ကြောက်ဆောင်တစ်ခုပေါ်ကိုအသေးအံတက်နိုင်ခဲ့ကြပြီးတော့စီတိုကသူတို့ကိုကြောက်ဆောင်နားကနေစောင့်ကြည့်လို့နေတာပါ။မရီကစီတိုရဲ့ရေရဲ့ကွေးနေတာကိုကြည့်ပြီးတော့မှဒါဟာစီတိုမန်းသိလိုက်ပါတယ်။သူတို့เนี่ยကြောက်ဆောင်ပေါ်မှာဒဏ်ရာတွေနဲ့ဗိုက်စာရင်ငယ်ပြီးတော့ဒုက္ခတွေရောက်နေကြပါပြီ။အဲ့ဒီမှာပဲ Trish ကဝန်ခံစကားပြောလာခဲ့တာဖြစ်ပါတယ်။လုံခဲ့တဲ့တနေ့ကအချက်တည်ခဲ့ရတဲ့ဓမြမှုဟာ Trish နဲ့ဓမြတို့ပေါင်းပြီးတော့မှပတ်စံရအောင်လုပ်ခဲ့တဲ့အစီအစဉ်တစ်ခုဖြစ်နေခဲ့တာပါ။မဒီကမှအရန်ကိုစိတ်ဆိုးသွားခဲ့ပြီးတော့မှ Trish ရဲ့အတန်ကိုမကြားချင်တာကြောင့်နားကြားကရိယာကိုချွတ်ပစ်လိုက်ပါတယ်။နောက်ပိုင်းမှာတော့ Trish ကအမားကိုပြင်ဆင်တဲ့အနေနဲ့မဒီလွတ်မြောက်ဖို့တဲ့သူ့ကိုယ်သူအစာဖြစ်အသုံးချပြီးတော့စီတိုကိုလမ်းလွှဲပေးခဲ့တာဖြစ်ပါတယ်။ Trick ကတော့ကန်ကြီးမှာစီတိုရဲ့ကြိုက်ခဲခြင်းကိုခံလိုက်ရပြီးကြောက်တစ်ဖက်ပြက်ပြီးတော့တေဆုံးခဲ့ရပါတယ်။မဒီကတယောက်တည်းကြံခဲ့ပြီးမြဲစီတိုရဲ့ရုံးကန်မှုကိုကြည့်ပြီးတော့သူလည်းအသက်ရှင်ဖို့ကြိုးစားပါသေးတယ်။သူကရေအောက်ထက်ကဂျက်စကီထဲမှာကျန်နေခဲ့တဲ့ Trick ရဲ့ဖုန်းကိုတွားပြီးတော့ယူပါတယ်။စီတိုကသူ့ကိုတိုက်ခိုက်ဖို့လာတဲ့အချိန်မှာမဒီကသူ့ရဲ့ချက်လိုတစုံနဲ့စီတိုကိုပြန်ထိုးပြီးတော့ခုခံခဲ့တာပါ။စီတိုဟာနာကျင်စွာနဲ့ကူးထက်သွားခဲ့ပြီးနောက်ဆုံးမှာတော့မဒီကအသက်ကင်အင်ဂျီကိုအားကိုပြီးတော့ပင်လယ်ထဲမှာမျောနေရကနေမနဲ့လင်းတော့က
ကယ်ဆယ်ရေးရဟတ်ယာဉ်ကသူ့ကိုကယ်တင်သွားခဲ့တာဖြစ်ပါတယ်အချိန်တော်ကြာပြီးတဲ့နောက်မှာတော့မက်ဒီဟာစိတ်တရားတွေကိုကြော်လာပြီးတော့စင်မြေပေါ်မှာချက်လို့ကိုပြန်လည်တိခတ်ရင်းနဲ့ဘဝတစ်ကိုစတင်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဇလန်လေးအောင်ဒီလောက်ပါပဲခင်ဗျအဆုံးလေးလိုက်ပါကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ပြန်လည်ဆုံနေကြပါမယ်ခင်ဗျာ